ရောက်တော့တရိษံယုံကပိတ်ထားတာကြာပြီဆိုတာသိလိုက်ရတယ်။အဲ့ဒီကဆရာဝန်ကလည်းတရိษံတွေကိုတခါမှမကူတာပေးဘူး။ဒါပေမဲ့တခြားနည်းလမ်းမရှိတော့တာကြောင့်မြင်းတေကိုအရှင်လုပ်ပြီးကူတာခိုင်းလိုက်ရတယ်။ဆရာဝန်ကဟန်ပါပါနဲ့နှစ်ချက်ကိုကင်ပြီးစစ်ဆေးပေးတယ်။ဒါပေမဲ့အချိန်တော်ကြာစစ်ဆေးပြီးတာတော့နှလုံးခုန်တမ်းမကြရဘူး။တကယ်တော့ဆရာဝန်ကနှစ်ချက်ကိုတေချာမတက်ထားမိလို့ပါ။ကားဆရာရဲ့အကူအညီနဲ့နောက်ဆုံးမှာနှလုံးခုန်တမ်းကိုကြားလိုက်ရတယ်။ဆရာဝန်ကလူဝင်ကြီးဟာကားမှုတာဖြစ်နိုင်တယ်လို့ဆုံးဖြတ်လိုက်တယ်။ပြီးတော့လျှက်စစ်နဲ့နှိုးတဲ့ဆက်ကိုတုံးပြီးလူဝင်ကြီးကိုနှိုးဖို့ကြိုးစားတယ်။ဒါပေမဲ့လျှက်စစ်တအားကြောင့်လူဝင်ကြီးဟာအသက်ပြောက်လူနီးပါးဖြစ်သွားတယ်။ဆရာဝန်ကအခြေအနေမဟန်မှန်းသိတော့သူ့ရဲ့နောက်ဆုံးလက်နက်ကိုထုတ်လိုက်တယ်။ဆေးတလုံးထိုးလိုက်တဲ့အခါမှာတော့လူဝင်ကြီးဟာချက်ချင်းပဲနိုးလာခဲ့တယ်။အခက်ခဲပေါင်းများစွာကိုကြော်ဖြတ်ပြီးတဲ့နောက်ကားဆရာဟာလူဝင်ကြီးကိုလိုရာခီးကိုပို့ဆောင်ပေးနိုင်ခဲ့တယ်။ဒါပေမဲ့သူလုံးဝမထင်မှတ်ထားတဲ့အရာကတော့လူဝင်ကြီးကသူ့ရဲ့ခေါင်းစွပ်ကိုချွတ်လိုက်တာပါပဲ။တကယ်တော့ဒီကောင်ကလူဝင်မဟုတ်ပါဘူး။ကမ္ဘာတဝန်းမှာအလိုရှိနေတဲ့လူလိမ်တယောက်ပါ။လူဝင်လိုဟန်ဆောင်ထားတာကရဲတွေရဲ့ဖမ်းဆီးမှုကိုရှောင်တိန်ဖို့ပါပဲ။ပြီးနောက်အဲ့ဒီလူလိမ်ကဆက်လေပေါ်တက်ပြီးထွက်ပြေးဖို့ကြိုးစားတယ်။ကားဆရာကသူ့ရဲ့တဲယူခကိုရဖို့အတွက်ဘာမှမစင်စားပဲနောက်ကနေလိုက်ဖမ်းပြီးကြိုးကိုဆွဲထားလိုက်တယ်။ပြီးတော့ကြိုးကိုတိုင်မှာအသေးချီထားလိုက်တယ်။မကြခင်မှာပဲအဲ့ဒီလူလိမ်ကိုဖမ်းမိသွားတယ်။ကားဆရာကတော့ဝရမ်းပြေးကိုဖမ်းဆီးရမှာကူညီပေးခဲ့တာကြောင့်စုကြေးငွေတိမ်ပေါင်းများစွာကိုရရှိခဲ့တယ်။အဲ့ဒီအချိန်ကစပြီးသူဟာဘဝတစ်ကိုစတင်နိုင်ခဲ့ပါတော့တယ်။